နာမည်ကြီးအဆိုရှင်တယောက်ဖြစ်ပေမဲ့တခြင်းတွေမိတက်လွန်တဲ့အကြောင်းဝန်ခံလာခဲ့တဲ့ဝိုင်းစုခိုင်သိန်းပရိသတ်များရှင့်ဝိုင်းစုခိုင်သိန်းကတော့မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့နာမည်ကြီးဒေသရှင်တွေကတအူးဖြစ်ပါတယ်။သူရဲ့ထွက်သမျှတခြင်းတွေကအလွမ်းအဆွေးတခြင်းတွေပါတယ်လို့ခနဲ့တက်တဲ့ဆိုတတ်တဲ့တခြင်းတွေကိုလည်းပရိသတ်တွေအားလုံးကကြားဘူးမယ်လို့ထင်ပါတယ်။ဝိုင်းစုခိုင်သိန်းကအမှုပညာလောကတွေကိုတရုတ်ဆောင်ပိုင်းနေနဲ့ဝင်ရောက်ခဲ့တာဖြစ်ပြီးဇကားပေါင်းများစွာကိုရှိုက်ကူခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာဆိုရင်တော့ဝိုင်းစုခိုင်သိန်းကတခြင်းဆိုတဲ့အမှုပညာလုံးနဲ့ပဲပရိသတ်တွေကြားမှာရေပန်းစားအောင်ရပ်တည်နိုင်ခဲ့တာပါတခြင်းအယ်လ်ဘမ်တွေ9ခွေ10ခွေလောက်ထိကိုထွက်နိုင်ခဲ့တာဖြစ်ပြီးတော့လစဉ်လတိုင်းလိုမှလည်းတခြင်းအစ်စ်တွေအများကြီးကိုထွက်ရှိခဲ့ပါတယ်ဝိုင်းစုခိုင်သိန်းထွက်ရှိလိုက်တဲ့တခြင်းတိုင်းကပရိသတ်ရဲ့နှုတ်ပြားထဲမှာဆွဲလန်းသွားစေခဲ့တာဖြစ်ပြီးအောင်မြင်တဲ့တခြင်းတွေပဲဖြစ်နေခဲ့တာပါဟိုးရင်တော့ကတခြင်းတွေကိုပြန်ဆိုရင်တောင်ဝိုင်းစုခိုင်သိန်းကိုပရိသတ်တွေကမက်လောက်ဆရာဆိုတဲ့စီရီတွေကအားပေးခဲ့တာပါဝိုင်းစုခိုင်သိန်းကတခြင်းတွေအခုလိုမျိုးတည်ဆိုနိုင်ဖို့အတွက်အဆောင်လိုက်စီမှာအနီးကပ်တင်ယူခဲ့တာဖြစ်ပါတယ်။ပထမဆုံးထွက်ရှိခဲ့တဲ့တခြင်းမှာတင်ပရိသတ်တွေရဲ့အားပေးမှုကိုခံခဲ့ရတာဖြစ်ပြီးတော့အပြစ်မမြင်ဆိုတဲ့တခြင်းလေးကစားလို့အခုနောက်ဆုံးထွက်ရှိခဲ့တဲ့တခြင်းတွေတွင်ပရိသတ်တွေကကြိုက်နှစ်သက်ခဲ့တာပါ။ဒါကြောင့်မလို့လေမြန်မာနိုင်ငံမှာရှိုးပွဲတွေအများကြီးလုပ်နိုင်တဲ့အဆိုရှင်ကိုပြောပါဆိုရင်ဝိုင်းစုခိုင်သိန်းကိုပြောရမှာဖြစ်ပြီးတော့ဝိုင်းစုခိုင်သိန်းမှာအားလည်းရမရှိအောင်အမှုပညာအလုပ်တွေကိုလုပ်နေခဲ့ရတာပဲဖြစ်ပါတယ်။အိမ်နောက်ရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုဆိုပေမဲ့လေပရိသတ်တွေရဲ့အချစ်ကိုတော့အခုချိန်ထိချစ်ခံနေရတော့မှာဆိုပြတဲ့စင်နဲ့ပတ်သက်ပြီးတော့လေဝိုင်းစုခိုင်သိန်းကိုနှိုင်းရှင်ပြီးတော့ဝေဖန်တာတွေရှိတယ်ပုတ်ခတ်တာတွေရှိတယ်ဆိုပေမဲ့လေဝိုင်းစုခိုင်သိန်းကဘာမှပြန်လဲတုံ့ပြန်ခဲ့တာမျိုးတွေမရှိပါဘူးဟိန်းဝရနဲ့ဆိုပြတဲ့စင်တို့ရဲ့မင်္ဂလာပွဲကြောင့်ဝိုင်းစုခိုင်သိန်းကိုပရိသတ်တွေရဲ့အာယုံကတဖန်ပြန်ရောက်ခဲ့တာဖြစ်ပြီးဝိုင်းစုခိုင်သိန်းအတွက်နင့်နာပေးခဲ့တဲ့သူတွေစိတ်ဆိုးနေကြတဲ့သူတွေကလည်းရှိပါသေးတယ်ဝိုင်းစုခိုင်သိန်းကိုတနာပြီးချစ်ကြတဲ့သူတွေကလည်းတော်တော်ကိုများပါတယ်ဒါမြင့်ဝိုင်းစုခိုင်သိန်းကတော့အချစ်ဟောင်းဆိုတာဘာမှတန်ဖိုးမရှိတော့သလိုအားလုံးကိုမေးလိုက်ပြီးလို့ပြောပြလာခဲ့တာဖြစ်ပြီးသူရဲ့နှုပညာလုပ်တွေကိုပဲစတိုက်လုပ်နေတာပါအောင်မြင်ပြီးတမ္မာထက်မြက်တဲ့မျိုးသမီးဖျားဖြစ်တဲ့ဝိုင်းစုခိုင်သိန်းကလက်ရှိချိန်မှာဆိုရင်လည်းတခြင်းအစ်စ်တွေစတိုက်ထွက်ရှိဖို့ရှိနေတယ်ဆိုပြီးပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်ဝိုင်းစုခိုင်သိန်းကတခြင်းတွေတည်ဆိုတဲ့နေရာမှာခတ်တိုခက်ပြက်စကတ်လေးတွေနဲ့ပဲတခြင်းတွေကိုလွတ်လပ်ပေါ်ပါစွာတည်ဆိုတတ်ပါတယ်။သူ့အနေနဲ့အခုလိုမျိုးအတူပြက်ကလေးတွေကိုပဲဝေရတဲ့အကြောင်းရင်းနဲ့အတူတခြင်းတွေတည်ဆိုရင်စာသားမိသွားတဲ့အဓိကအကြောင်းရင်းတွေကိုလည်းပြောပြခဲ့ပါတယ်။ဝိုင်းစုခိုင်သိန်းကမြန်မာဝစ်ဆောင်လို့စကတ်အရှိထမင်းရှိတွေဝတ်တာတော်တော်လေးရှားပါတယ်။ပွဲရှင်တွေရဲ့ဖိတ်ကြားမှုတွေနဲ့တောင်းဆိုမှုတွေအရသာဝတ်တတ်တာပါ။သူ့အနေနဲ့အခုလိုမျိုးစကတ်အရှိထမင်းရှိတွေဝတ်လိုက်ရင်ခန္ဓာကိုယ်မှာရှည်လျားပြီးပုံကျနေရလို့ခံစားရတာကြောင့်အဲ့ဒီကိုအာရုံရောက်ပြီးတခြင်းစာသားတွေမိသွားတတ်တယ်လို့ပြောပြလာခဲ့ပါတယ်။နောက်ပြီးအစားအသောက်တွေကိုမြင်ရင်လည်းတခြင်းစာသားတွေမိသားတတ်တယ်ဆိုပြီးပျော်ရွှင်စွာနဲ့ပြောပြခဲ့တာပါ။ဒါကြောင့်လည်းဝိုင်းစုခိုင်သိန်းကတခြင်းတွေဆိုတဲ့နေရာမှာဘောင်းမီတိုစကတ်တိုတွေနဲ့ပဲပရိသတ်တွေကိုဖျော်ဖြေပေးနေတာဖြစ်ပြီးသူရဲ့ဝတ်စားစီမှုနဲ့ပတ်သက်ပြီးတော့လည်းပရိသတ်တွေကဝေဖန်တာမျိုးတွေမရှိပါဘူး။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောဝိုင်းစုခိုင်သိန်းကိုအတူပြက်ကလေးတွေနဲ့သဘောကျလားမြန်မာဝတ်ဆောင်လို့စကတ်ရှည်ထမင်းရှည်တွေနဲ့သဘောကျလားဗီဒီယိုအောက်ကကွန်မန့်လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်။